ပိုချိုတဲ့ပန်းသည်တခါကချစ်စရာ9 နှစ်သမီးလေးတူဟာဘယ်ဘက်လက်မှာပန်းသီးတစ်လုံးညာဘက်လက်မှာပန်းသီးတစ်လုံးကိုင်းလာတာကိုအမေဖြစ်သူကမြင်လိုက်ပါတယ်မျှဝေခြင်းနဲ့မေတ္တာတရားတွေရဲ့အကြောင်းငယ်စဉ်ကလေးကသင်ကြားပေးထားရမယ်ဆိုတာတေချာနားလည်ထားတဲ့မိခင်ဟာသမီးကလေးနာကတ်သွားပြီးတော့သမီးလေးပန်းသီးနှလုံးတောင်မှမိမိကိုတစ်လုံးကြည့်ပါလားဒီလိုအပြုံးကလေးနဲ့မေးလိုက်ပါတယ်သမီးဖြစ်သူဟာမိခင်ကိုတစ်ချက်မော့ကြည့်ပြီးတော့သူ့ရဲ့ဘယ်ဘက်လက်ထဲကပန်းသီးကိုဂွက်ခနဲတကိုက်ကိုက်ချပြီးတော့စားပစ်လိုက်ပါတယ်ပြီးတော့ချက်ချင်းပဲညာဘက်လက်ထဲကပန်းသီးကိုလည်းဂွက်ခနဲတကိုက်ကိုက်စားပစ်လိုက်ပါတယ်မိခင်ဖြစ်သူဟာမျက်နှာပြတ်သွားပြီးတော့သူ့သမီးရဲ့လုပ်ရက်အပေါ်မှာစိတ်လည်းပြတ်သွားမိပါတယ်အဲ့ဒီအချိန်မှာသမီးလေးကသူကြိုက်ထားပြီးသားပန်းသီးတစ်လုံးကိုသူ့အမေကိုလှမ်းပေးပြီးတော့မမေညော့ဒါစားဒါရေးကပူချိုရဲ့မမေ